ဒါကျမယောက်ျားမဟုတ်ဘူးသူ့အကြည့်တွေကလည်းစိမ့်သက်နေတယ်သူကလည်းကလေးတွေဘယ်မှာလဲပဲမေးနေတယ်ကျမကြောက်လာတယ်ပြီးဆလွယ်နဲ့ကလေးတွေရေတွင်းနားမှာလို့ပြောလိုက်တယ်သူချက်ချင်းပဲကလေးတွေကိုတွားရှာတယ်အိမ်ရှိကနေလူတွေအော်တန်ကြားရတယ်ကျမလည်းအလန့်တကြားထွက်ကြည့်လိုက်တယ်သူတို့ပြောတဲ့စကားမှာကျမတုံ့လို့သွားတယ်ကျမယောက်ျားတောထဲသွားရင်တောထဲမှာလဲကြပြီးတိတ်နေပြီတဲ့ဒါဆိုအခုအိမ်မှာရောက်နေတဲ့သူကကျမယောက်ျားမဟုတ်ဘူးပေါ့သူအချစ်ဆုံးခွေးလေးကိုတောင်သူလှုပ်ပစ်တာတွေ့လိုက်ရတယ်ကျမယောက်ျားမဟုတ်တာတေချာသွားပြီထို့နောက်ကျမကလေးတွေကိုအလျင်အမြန်ပဲရှာလိုက်တယ်ကလေးတွေကိုတွေ့တော့ဖျားခန်းထဲခေါ်ထားလိုက်တယ်ကလေးတွေကိုတော့ကြောက်မှဆိုးလို့အဖေမတွေ့အောင်တူတူပုံနှန်းစော့နေတာလို့ပြောထားတယ်သူရောက်လာတာနဲ့စီမီတွေငိမ့်ကုန်တယ်ကျမပို့ပြီးထိတ်လန့်လာတယ်ကလေးတွေကိုခေါ်ပြီးတခြားနေရာပုံဖို့ပြင်လိုက်တယ်ကားလေးရဲ့အယုတ်ကားကိုနင်းမိသွားတယ်သူတတိထားမိသွားပြီမရိပ်မိအောင်ကားကိုခလုတ်ဖွင့်ထည့်လိုက်ပြီးပုံနေလိုက်တယ်ကျမလည်းကြောက်လန့်စွာနဲ့အခြေအနေကိုအကဲခတ်နေတာပေါ့သူကားစီရောက်လာတယ်ဒါပေမဲ့ကားကကျမတို့စီပဲအချက်ပြနေတယ်ကလေးတွေကိုတိတ်တိတ်နေဖို့ပြောခဲ့ပြီးကျမသူ့ကိုအာယုံလွှဲအောင်လုပ်လိုက်တယ်သူအဲ့ဒါကိုတတိထားမိသွားတယ်ပြီးတော့သူအိမ်ရဲ့တကားမကြီးကိုသွားပိတ်လိုက်တယ်ကျမရင်တွေတုန်နေပြီအဲ့ဒီအချိန်ဖုန်းမြည်လာတယ်ကျမကင်မဲ့အလုံးမှာသူ့ဖုန်းကိုရိုက်ခွဲပစ်လိုက်တယ်ကျမလန့်သွားတယ်ကျမထွက်ပြေးမယ်ပြင်တော့ကျမခေါင်းကိုတုံးနဲ့အပြစ်ခံလိုက်ရတယ်ကျမအမြင်တွေဝေဝါးလာတယ်ကျမကလေးတွေကိုကာကွယ်ရောက်ပြီးမယ်ဆိုတဲ့စိတ်နဲ့ကလေးတွေအခန်းထဲပြေးဝင်သွားတယ်ဒါပေမဲ့ကလေးတွေမရှိတော့ဘူး